Okay ဒီဘိန်းမုံတွေအားလုံး free လက်ဆောင်လာယူเนาะကြိုက်တဲ့သူယူလို့ရတယ်ကျွန်တော်ဗီဒီယိုလေးကိုတော့ကျေးဇူးပြုရေးဆုံးအောင်ကြည့်သွားပေးเนาะစကားအမှားပါရင်အားလုံးကိုကျွန်တော်နားလည်ပေးဖို့မေတ္တာရက်ခံပါတယ်ဘယ်ဟာဘယ်နှဖုံးလဲဆိုတော့ကျွန်တော်မသိဘူးဘယ်ဟာမှကိုကျွန်တော်ဖယ်ထားပေးလို့မရဘူးဆိုင်မှာလာယူရမှာเนาะမနေ့ပြန်22ရက်နေ့10နာရီရနေညနေ9နာရီဒီဆိုင်မှာဘယ်သူမှမဆိုလွတ်လွတ်လပ်လာယူဆိုင်သမားဖြစ်ဖြစ်ကားသမားဖြစ်ဖြစ် free ယူเนาะအဲ့တော့မနေ့တပတ်က23ရက်နေ့မနေ့10နာရီကနေညနေ9နာရီဆိုင်မှာ free လာယူเนาะအဲ့နေ့ရက်ကိုကျွန်တော်အလကားပေးသွားမယ်เนาะဘယ်ဟာဖယ်ထားပေးပါလို့ကျွန်တော်မပြောပါနဲ့ကျွန်တော်မှလည်းတစ်ဖက်မှာအလုပ်ကအများကြီးရှိတယ်အဲ့ဒီအတွက်ကိုနားလည်ပေးပါဘယ်သူမှမဆိုလွတ်လွတ်လပ်လပ်เนาะစုံတာလည်းရှိတယ်မစုံတာလည်းရှိတယ်73လည်းပါမယ်14ပါမယ်15ပါမယ်16လည်းပါလားမသိဘူးအဲ့တော့ဒီမှာရှိပါတယ်ဘေးမှာဘိန်းမုံတွေအများကြီးเนาะโอเคကျွန်တော်ဗီဒီယိုလေးကိုအပန်းမကြည့်ဘူးဆိုရင် comment ရေး like and share ပေးသွားကျွန်တော်အားပေးတဲ့ညီကိုတွေအထူးထူးကျေးဇူးတင်နေကျွန်တော်တက်တောင်လုပ်ပေးနိုင်တာလေးတွေရှိသလိုเนาะပုံမှန်သေးနဲ့ရောင်းပေးတာတွေရှိပါတယ်အသက်သာဆုံးနဲ့အကောင်းဆုံးတွေဖြစ်အောင်အများနဲ့ကျွန်တော်အဆင်ပြေအောင်အားလုံးလုပ်ပေးနေပါတယ်အပန်းမကြည့်ဘူးဆိုရင်ကျွန်တော်ဗီဒီယိုလေးကို like and share ပေးခဲ့ပါအောင် Facebook follower တွေရော TikTok follower တွေရောအားပေးတဲ့တယောက်ချင်းစီတိုင်းကျေးဇူးတင်နေ22က23ရက်ကြိုက်တဲ့သူ free လာယူမနေ့10နာရီညနေ9နာရီကျေးဇူးတင်နေเนาะ share ပေးပါ